အားလုံးပဲမင်္ဂလာပါမိတ်ဆွေတို့ဒီနေ့ညကတော့ငါးကြော်တစ်မျိုးထဲနဲ့စားရင်အရသာမရှိမှကြောက်လို့အဲ့ဒါကြောင့်ဈေးတဲကိုသွားပြီးတော့ဒီစူပုတ်ရွက်ကိုဝယ်လာခဲ့ပါတယ်စူပုတ်ရွက်ကိုဝယ်လာပြီးတော့ဘယ်လိုလှုပ်စားရမှမသိတဲ့အတွက်ဒီလိုပကံတဲကိုညှက်ထည့်ပေးလိုက်ပါတယ်ညှက်ထည့်ပြီးတော့ဒီတိုင်းစူပုတ်ရွက်တစ်မျိုးကြော်ရင်အရသာမရှိဘူးထင်လို့အဲ့ဒါကြောင့်ကြက်ဥကိုဖောက်ထည့်လိုက်ပါတယ်မိတ်ဆွေတို့ကြက်ဥကိုတော့နှလုံးသုံးလိုက်ပါတယ်ဒီစူပုတ်ရွက်ထဲကိုစူပုတ်ရွက်ကလည်းနည်းနည်းများတယ်ဆိုတော့တစ်လုံးတည်းဆိုစူပုတ်ရွက်တစ်သက်ပဲဖြစ်မှာဆိုတော့အဲ့ဒါကြောင့်ကြက်ဥနှလုံးကိုဖောက်ထည့်လိုက်ပါတယ်ငမ်းပြာရည်လေးအနှဲငယ်ထည့်မယ်ပြီးရင်တော့အချိုမုတ်ကိုလည်းအနှဲငယ်ထည့်လိုက်ပါမယ်မိတ်ဆွေတို့ပြီးရင်စူပုတ်ရွက်နဲ့ကြက်ဥနဲ့အဲ့လိုမျိုးပေါင်းသွားရအောင်အတွက်အဲ့လိုမျိုးကလောက်ပေးလိုက်တယ်ပြီးရင်စီအပူတဲကိုထည့်ပြီးတော့စူပုတ်ရွက်နဲ့ကြက်ဥကြော်လေးကိုရရှိပါပြီမိတ်ဆွေတို့စားကြပါအောင်ကြက်ဥနဲ့စူပုတ်ကြော်ကျွတ်လေးကိုစားရပါပြီမိတ်ဆွေတို့အားလုံးပဲကျေးဇူးတင်ပါတယ်